ဒီကောင်လေးဟာသူ့ကိုအမြဲအနိုင်ကျင့်တတ်တဲ့အတန်းထဲကလူမိုက်ရဲ့အင်ဂျီကိုဆုပ်ဖြဲပြီးဝါးစားပစ်လိုက်တယ်။အဲ့ဒီနောက်ကျန်တဲ့အင်ဂျီဆော့ကိုသူ့လယ်ပင်းမှာပတ်ပြီးသူ့ကိုယ်သူပြန်လည်ညှစ်လိုက်တော့တာပေါ့။အဲ့ဒီအချိန်မှာမြစ်ထဲမှာရေကူးနေတဲ့အနိုင်ကျင့်တဲ့လူမိုက်ကြီးဟာရုတ်တရက်အသက်ရှူရကျက်လာပြီးတစုံတစ်ခုကသူ့လယ်ပင်းကိုလာညှစ်နေတယ်လို့မျိုးခံစားလိုက်ရတယ်။မကြာခင်မှာပဲတိုနီရဲ့မျက်နှာတစ်ခုလုံးနီမြန်းလာပေမဲ့သူကတော့လက်မလျှော့ပဲဆက်လုပ်နေတော့မဲ့ကမ်းခြေမှာအပန်းဖြေနေကြတဲ့တိုလီတငယ်ချင်းတွေဟာရုတ်တရက်အခြေအနေတစ်ခုခုထူးဆန်းနေတာကိုသတိပြုမိသွားကြတဲ့တငယ်ချင်းတစ်ယောက်ကသူ့ကိုကယ်ဖို့ရေထဲကိုချက်ချင်းငုပ်ရှူးဆင်းသွားခဲ့ပေမဲ့ရေထဲကနေဆွဲတင်လိုက်ချိန်မှာတော့တိုနီဟာအသက်မရှိတော့ပါဘူး။ဒါဟာတိုနီရဲ့ထူးခြားဆန်းပြတဲ့စွမ်းအားတစ်ခုပဲဖြစ်ပါတယ်။သူကသူ့ကိုယ်သူဘာပဲလုပ်လို့အဲ့ဒီဒဏ်ရာဒဏ်ချက်တွေကအခြားတစ်ယောက်ပေါ်သွားတက်ရောက်တာမျိုးပါ။သူဟာဒီစွမ်းအားကိုသုံးပြီးကျောင်းကသူ့ကိုအနိုင်ကျင့်တဲ့သူတွေကိုကောင်းကောင်းကြီးလက်စားချေခဲ့တာဖြစ်ပါတယ်။နောက်တော့ဓာတုဗေဒအတန်းထဲမှာတိုနီကနောက်ထပ်လူမိုက်တစ်ယောက်ရဲ့ရည်စားကိုသွားပိုးပန်းတာကြောင့်အဲ့ဒီလူမိုက်ကဒေါသကြီးဖြစ်သွားခဲ့တယ်။အဲ့ဒီလူမိုက်ကတိုနီမျက်နှာကိုအက်ဆစ်နဲ့လှမ်းပတ်လိုက်ပေမဲ့အားလုံးအံ့ဩသွားရတာကတိုနီမှာဘာဒဏ်ရာမှရမသွားတာပါပဲ။အဲ့ဒီအစာအနိုင်ကျင့်တဲ့လူမိုက်ကသာသူ့မျက်နှာသူပြန်ရည်ပျော်ကျပြီးအော်ဟစ်အော်ဒါဖြစ်သွားခဲ့ရတယ်။ကြံခဲ့တဲ့နောက်ဆုံးလူမိုက်ကတော့အကြီးကျယ်ထိတ်လန့်တုန်လှုပ်သွားပါပြီ။ဒါပေမဲ့တိုနီကတော့လက်စားချေဖို့ကိုပဲစိတ်ပိုင်းဖြတ်ထားတာမို့လို့အဲ့ဒီလူမိုက်ရဲ့ကားထဲကိုတိတ်တဆိတ်ခိုးဝင်ပြီးသူ့ရဲ့ခြေအိတ်တွေကိုယူခဲ့ပါတယ်။တိုနီကအဲ့ဒီခြေအိတ်တွေကိုစားပစ်လိုက်ပြီး drone နဲ့သူ့ရဲ့ခြေထောက်ကိုဖောက်ချပစ်လိုက်တယ်။အနိုင်ကျင့်တဲ့လူမိုက်ဟာမြေပြင်ပေါ်ကိုလဲကျသွားပေမဲ့တိုနီကတော့ဒီလောက်နဲ့အားမရသေးပါဘူး။သူကအဲ့ဒီလုံပူနဲ့ပဲသူ့ရဲ့နောက်ထပ်ခြေထောက်တစ်ဖက်ကိုပါထပ်ပြီးဖောက်ချလိုက်ပါတော့တယ်။